တိုက်စစ်မှုစစ်ဖြစ်ဖို့လိုပါသေးတယ်ပရီးမီးယားလိရဲ့ထိပ်သီးကလပ်နှစ်သင်းဖြစ်တဲ့ချဲဆီနဲ့လီဗာပူးတို့ရဲ့တိုက်စစ်မှုတစ်တွေပေါ်ဝေဖန်သုံးသပ်မှုတွေရှိနေချိန်မှာဂိုးသမားဟောင်းဘင်ဖော့စတာကလည်းသူ့ရဲ့အမြင်ကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောကြားလာပါတယ်။ဖော့စတာကလီဗာပူးရဲ့အသက်23နှစ်အရွယ်တိုက်စစ်မှုဟူဂိုအီကီတီကီဟာတိုက်စစ်မှုတယောက်တက်မြောက်ထားမယ့်အတတ်ပညာတွေကိုအပြည့်အဝမတက်မြောက်သေးဘူးလို့ယူဆနေပါတယ်။ကျွန်တော်အမြင်ရတော့အီကီတီကီရဲ့တိုက်စစ်မှုစစ်တယောက်ရဲ့အရေးချင်းကိုအခြေခံကအစသင်ယူဖို့လိုနေပါသေးတယ်။သူကအရေးချင်းရှိတာမှန်ပေမဲ့ကွင်းထဲမှာနေရာယူပုံနဲ့ဆုံးဖြတ်ချက်ချပုံတွေကလိုအပ်ချက်တွေရှိနေပါသေးတယ်လို့ဖော့စတာကဆိုပါတယ်။အဲဒီနောက်မှာတော့သူကချဲဆီရဲ့ဂျာပရိုနဲ့နှိုင်းယှဉ်ပြီးအခုလိုဆက်ပြောခဲ့ပါတယ်။ဂျာပရိုနဲ့ရှင်းကြည့်လိုက်ရင်တော့သူကကစားသမားဘဝအတွေ့အကြုံလည်းပိုရှိသလိုကွင်းထဲမှာဘလို့ကစားရမလဲဆိုတာကိုကောင်းကောင်းနားလည်ပါတယ်။သူကပို့ပြီးတော့ရင့်ကျက်တဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်နေပါပြီ။ဒါကြောင့်ဒီနှစ်ယောက်ထဲကရွေးရမယ်ဆိုရင်ကျွန်တော်ကတော့ဂျာပရိုကိုပဲရွေးမှာပါလို့မှတ်ချက်ပေးခဲ့ပါတယ်။ဂျာပရိုဟာချက်စီတက်ရေးပါတဲ့ကိုတွေသွင်းယူပေးနေသလိုအီကီတီကီကတော့လီဗာပူးမှာနေရာရဖို့နဲ့ပုံစံကောင်းရဖို့ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။ဖော့စတာရဲ့ဒီဝေဖန်မှုကတော့လီဗာပူးနဲ့ချက်စီပြိတ်သက်တွေကြားမှာအခြေတင်ဆွေးနွေးစရာသတင်းတစ်ပုဒ်ဖြစ်လာခဲ့ရပါတယ်ခင်ဗျာ။